ယင်းနှမြုံနှံသူမိတ်ဆွေတို့ရေကိုယ့်ရဲ့ American stock share တွေကနေအကျိုးမြတ်ပိုရခြင်းပါသလား stock ဈေးတက်လာဖို့စောင့်နေုံနဲ့တွေမကျေနပ်နိုင်ဘူးလို့ခန်းစားနေရသူမျိုးတွေအတွက်ဒီနေ့မှာပရိုယင်းနှမြုံနှံသူတွေသုံးတဲ့လျှို့ဝှက်နီလန်တစ်ခုကိုဖော်ထုတ်ပြပေးသွားပါမယ်အဲ့ဒီနီလန်ကတော့ covered call နီးဗျူဟာပဲဖြစ်ပါတယ်ဒီနီးဗျူဟာကကိုမရှိတဲ့ stock တွေကိုမရောင်းပဲနဲ့အဲ့ဒီ stock တွေရဲ့ call option ကိုပြန်ရောင်းချပြီး premium ခေါ်တဲ့အခါချင်းငွေရယူတာကိုဆိုလိုပါတယ်ဝယ်ခွင့်ကိုရောင်းချတယ်ဆိုလားကိုနည်းနည်းလေးရှင်းပြပါရစေကိုယ့်ရဲ့ကုန်တွေဘက်က stock တွေကိုဝယ်ခွင့်ကိုဝယ်ယူထားတာဖြစ်ပါတယ်ဒါဆိုရင်သူတို့ကဝယ်ချင်ပြီလို့ပြောလာရင်ကိုကအဲ့ဒီ stock တွေကိုရောင်းချဖို့အသင့်ဖြစ်နေရမှာပါဒီတော့ကိုက option ကြီးအဖြစ် premium ကိုလက်ခံရရှိတာပဲဖြစ်ပါတယ်ဒီနေ့အမှအရေးကြီးဆုံးအချက်ကတော့ကိုက option ကိုမရောက်ခင်မှာအဲ့ဒီ stock တွေကိုအလုံးအလောက်ကြိုက်ထားဖို့ဒါမှမဟုတ် option နဲ့တစ်ချိန်တည်းမှာ stock တွေကိုဝယ်ယူထားဖို့ပါပဲဒီလိုဆိုရင်ကိုယ့်ရဲ့ call option ကိုဝယ်သူကဝယ်ခွင့်ကိုအမှန်တကယ်သုံးလာရင်တောင်ကိုမှရှိတဲ့ stock တွေနဲ့တုံ့ပြန်နေမှာဖြစ်လို့အန်ဒီယေကိုကန့်သက်နိုင်မှာပါဒီ covered call နီးဗျူဟာရဲ့အကြီးမားဆုံးအားသာချက်ကနှစ်ချက်ရှိပါတယ်ပထမတစ်ခုကတော့အပိုဝင်ငွေရရှိတာပါ stock ဈေးတိတ်မပြောင်းလဲရင်တော့ option ကိုရောင်းရတဲ့ premium ကနေတည်ငြိမ်တဲ့ဝင်ငွေရနိုင်ပါတယ်ဒုတိယအကျိုးကျေးဇူးကတော့ stock ဈေးကျတဲ့အခါခံနိုင်ရရှိစေတာပါပဲကို stock ဈေးကျရင်တော့လက်ခံရရှိထားတဲ့ premium ကဆုံးရှုံးမှုရဲ့တစ်စိတ်တစ်ပိုင်းကို short ချပေးတာကြောင့်အန်ဒရေကိုအတိုင်းအတာတစ်ခုအထိကာကွယ်ပေးနိုင်ပါတယ်ဥပမာအနေနဲ့ mix တွေက Apple Company ရဲ့ stock အစု100ကိုဂိုင်းထားတယ်လို့မြင်အောင်ကြည့်ပါလက်ရှိ stock စီက$40ဖြစ်ပြီးလာမဲ့သတင်းထုတ်ပြန်ချက်တွေပြီးရင် stock စီက$50အထိတက်မယ်လို့ခန့်မှန်းထားပါတယ်ဒါကြောင့် mix တွေက$50တန် call option တစ်ခုကိုရောင်းလိုက်ပြီးအစုတစ်ခုအတွက်တနည်းတမထားဒေါ်လာစုစုပေါင်း$150ဝင်ငွေရလိုက်ပါတယ်တမတ်ရဲ့ရောက်လို့ Apple Stock တွေက$50အထက်ရောက်သွားရင်ဝယ်သူက option ကိုသုံးပါလိမ့်မယ်။ဒါဆိုရင်မိတ်ဆွေကအစု100ကိုအစု$50နှုန်းနဲ့ရောင်းချရပါမယ်။ဒါပေမဲ့မိတ်ဆွေက$155 premium ကိုကြိုတင်ရထားတာကြောင့်လက်တွေ့မှာအစုတစ်ခုကို$50ဇန်ဆက်စီနဲ့ရောင်းရတယ်လို့ဖြစ်ပါတယ်။ဒီမှာအကျိုးမြတ်က premium ရ$50နဲ့ stock ဈေးတက်လို့ရတဲ့$1000ပေါင်းပြီးစုစုပေါင်း$1150ရရှိတာကိုတွေ့ရမှာပါ။နောက်ဥပမာတစ်ခုကြည့်ရအောင်။သတ်မှတ်ရဲ့ရောက်ချိန်မှာ Apple Stock ဈေးက$35အထိကျဆင်းသွားတယ်ဆိုပါစို့။ဒီအခါ option ဝယ်သူက$50နဲ့ဝယ်စရာမလိုတော့ပါဘူး။$35နဲ့တိုက်ရိုက်ဝယ်လို့ရနေတာကြောင့်သူ့ option ကတန်ဖိုးမရှိတော့ပါဘူးဒီလိုဆိုရင်မိတ်ဆွေကလက်ခံရရှိထားတဲ့$150 premium ကိုအကျိုးများအဖြစ်တင်စီထားလိုက်ပါတယ်။ stock ဈေးကျလို့စည်ရင်တန်ဖိုးရောသွားပေမဲ့ option premium ကရရှိထားတဲ့ဝင်ငွေကဆုံးရှုံးမှုကိုတစ်စိတ်တစ်ပိုင်းကာကွယ်ပေးတာကြောင့်ဈေးကျခြင်းရဲ့တက်ရောက်မှုကို short ချပေးနိုင်ပါတယ်။ဒီနည်းဗျူဟာကိုစတင်စမ်းသပ်ခြင်းတို့ရဲ့အတွက်အစားပိုင်းမှာဈေးနှုန်းတင်မပြောင်းလဲတဲ့တည်ငြိမ်တဲ့ stock တွေကိုရွေးချယ်တာကပိုကောင်းပါလိမ့်မယ်။ Mumu Securities ကိုအသုံးပြုသည့်ဒီ covered call ကိုလွယ်လွယ်ကူကူဘလို့လုပ်ဆောင်နိုင်လဲဆိုတာကြည့်ရအောင်ပုံစံ1အနေနဲ့မိတ်ဆွေကသက်ဆိုင်ရာ stock အစု100ကိုကင်ထားပြီးသားဆိုရင် option chain ရဲ့ call tag ကနေသက်ဆိုင်ရာ call option ကိုရွေးပြီးညာဘက်အောက်ထောက်က strategy section ကနေ option ကိုရွေးလိုက်ရုံပါပဲဒါဆိုရင်စနစ်က covered call ဖြစ်တာကိုအလိုအလျောက်သိရှိပြီးအထောက်ပံ့ပေးပါလိမ့်မယ်ရွေးချယ်ထားတဲ့ call option ကိုရောင်းချလိုက်တာနဲ့ပြီးဆုံးသွားပါပြီပုံစံ2အနေနဲ့ stock မရှိသေးဘူးဆိုရင်တော့ညာဘက်အောက်ထောက်က strategy section ကနေ stock plus option ကိုရွေးပြီးကုန်သွယ်မှုဖန်သားပြင်ကိုတွားလိုက်ပါဒီအခါစနစ်က stock အစု100ကိုဝယ်ယူတာနဲ့တပြိုင်နက်တည်းမှာ call option တစ်ခုကိုရောင်းချပြီး covered call ကိုအလိုအလျောက်ဖန်တီးပေးပါလိမ့်မယ်ပိုပြီးကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့စာမျက်နှာအောက်ခြေက profit and loss analysis feature ကိုအသုံးပြုပြီးဒီနည်းဗျူဟာရဲ့အမြတ်အစွန်းရနိုင်တဲ့အမှတ်အများဆုံးအမြတ်နဲ့အများဆုံးဆုံးရှုံးမှုကိုမြင်သာအောင်ကြည့်ရှုနိုင်ပါတယ်။နောက်လာမယ့်ဗီဒီယိုမှာတော့ဒီ profit and loss analysis feature အကြောင်းကိုပိုပြီးအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်လို့ဆက်ပြီးစောင့်မျှော်ကြည့်ရှုရပါလို့တိုက်တွန်းချင်ပါတယ်။